ဆရာတော်အစီအစဉ်စပြုတော့မှာဖြစ်ပါတယ်ဆရာတော်အစီအစဉ်ပထမဦးဆုံးအနေနဲ့ကိုလိုအားလုံးပဲလာရောက်ပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်အစီအစဉ်အတက်အနေနဲ့ကျွန်တော်တို့အကြောင်းအုပ်ကြီးကနေပြီးတော့မိတ်ကွန်းမှာရှားပြောပြီးတော့အစီအစဉ်အတွက်ဆက်ကဆူတောင်းပေးမှာဖြစ်ပါတယ်ဆရာကြီးကိုဖိတ်ခေါ်ကြရအောင်အားလုံးလက်ကောက်တီးကြအောင်ကဲအားလုံးအားထုတ်မနော်ခဏလေးပါမချပါဘူးကဲဒီနေ့ဒီရက်မှာကျွန်တော်တို့ကိုယ်ကိုယ်ရဲ့ဘုရားသခင်ကအခွင့်ကောင်းအစီကောင်းကိုပြင်းပြမှအခုလိုကျွန်တော်တို့ဒီဇင်ဘာကိုပိုင်ထက်တန်းကြောင်းရဲ့ခရစ်မတ်ပွဲကိုကျင်းပခွင့်ရရှိတဲ့အတွက်ကြောင့်ခုလိုခွင့်ပြုပေးတဲ့ဘုရားသခင်ကိုအထူးပဲကျွန်တော်ကျေးဇူးတင်ရှိကြောင်းပြောကြားလိုပါတယ်။နောက်ကျွန်တော်တို့ခရိယာန်တွေပြောတဲ့အခါမှာဒီခရစ်မတ်ပွဲကခရိယာန်တွေရဲ့ပွဲဖြစ်တယ်။ကျွန်တော်တို့ကယ်တင်ရှင်လူသားများအဖြစ်ကနေကယ်တင်လွတ်မြောက်စီတဲ့ကယ်တင်ရှင်ခရစ်တော်မွေးနေ့ဖြစ်ပါတယ်အဲ့ဒီမွေးနေ့မင်္ဂလာပွဲကိုကျွန်တော်တို့ခရိယာန်ယုံကြည်သူများအနေနဲ့နှစ်စဉ်နှစ်တိုင်းကိုတတ်နိုင်တဲ့လောက်ခန်းခန်းနာနာကြီးကြီးကျယ်ကျယ်ကျင်းပကြပါတယ်ကျွန်တော်တို့ဒီအထက်ကဒီဇင်ဘာကျောင်းအနေနဲ့လည်းခုဒီနေ့မှာကျွန်တော်တို့ကျင်းပခွင့်ရရှိလို့များစွာပဲကျွန်တော်တို့ဝန်တာဆရာကောင်းပါတယ်နောက်ကျွန်တော်တို့ခရိယာန်တွေယုံကြည်မှုအရဒီခရစ်တော်ကကျွန်တော်တို့အပိတ္တများဖြစ်တဲ့လူသားတွေကိုအပိကလွတ်မြောက်အောင်ကဲတင်တဲ့အနေနဲ့ကဲတင်ဖို့ရတဲ့အတွက်ဤလောကကိုစိတ်သက်ပြီးမှမွေးဖွားလာခြင်းဖြစ်တဲ့အဲ့ဒီမွေးဖွားခရစ်တော်မွေးဖွားတဲ့နေ့ရက်ကိုကျွန်တော်တို့ယုံကြည်သူခရိယာန်များအနေနဲ့ခရစ်မတ်ပွဲဆိုပြီးမှကျင်းပလေးရှိပါတယ်အဲ့တော့ဒီကျောင်းမှာခရိယာန်ထဲမဟုတ်ပါဘူးဗုဒ္ဓဘာသာတွေလည်းရှိတယ်ကျန်တဲ့ဘာသာတွေလည်းရှိတယ်ဒါပေမဲ့ဒီဟာကိုကုဘာသာမဟုတ်ဘူးကိုနဲ့မဆိုင်ဘူးလို့မယူဆဘဲနဲ့တက်ကြွပါဝင်ပြီးတဲ့အတွက်လည်းအထူးပဲကြည်ဥတည်စီကြောင်းပြောကြားလိုပါတယ်။ဒါကိုဆက်လက်ပြီးမှအစီအစဉ်ကိုစက်ကကြရအောင်ဆူတောင်းကြရအောင်တော့အားလုံးလေးဒီပါစကားမပြောပါနဲ့ဆူတောင်းမယ်။ကောင်းတဲ့ဆုံးရင်တော်မူသောထာဝရတခင်ပထမဦးစွာကိုရောနာမကိုချီးမွမ်းပါတယ်ဒီနေ့ကျွန်တော်တို့ဒီဇင်ဘာကိုပိုင်ထက်တန်းကြောင်းအနေကျင်းပတဲ့ဒီခရစ်မတ်ပွဲကိုကိုရောကိုယ်တိုင်ပါဝင်ပြီးမှကိုရောကအစီအစဉ်အကုန်လုံးကိုဥဆောင်ပြီးပါလို့မိတ္တခံပါတယ်ကျွန်တော်တို့လုတ်သမျှကိုင်းသမျှအကုန်လုံးကကိုရောရဲ့နာမတော်တွတ်ဖြစ်စီပါမယ့်အကြောင်းအစီအစဉ်အားလုံးကိုကိုရောလက်ထ၌အနန္တအခါမှာကယ်တင်ပိုင်ရှင်ယေရှုခရစ်တော်နာမ၌ဆုတောင်းဆက်တဲ့ပါ၏ဖခင်အာမင်